ညလေးတင်ဖုန်းပေ9000ထည့်လိုက်တယ်နောက်နေ့မနေ့ကျတော့ကြည့်လိုက်တော့ဖုန်းပေကတပြားမှမကျန်တော့ဘူးဘလို့ကုံသွားမှန်းလည်းမသိဘူးဘာကြောင့်ကုံသွားမှန်းလည်းမသိလိုက်ဘူးတင်အဲ့လိုဖြစ်နေတယ်အဲ့လိုဖြစ်ဖူးတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါကျွန်တော်ပြောချင်တဲ့ဖုန်းပေကုံသွားတယ်ဘလို့ကုံသွားမှန်းမသိလိုက်ဘူးကအဓိကအားဖြင့်တော့ကျွန်တော်တို့ဖုန်းနေနဲ့အင်တာနက်သုံးတာပါဖုန်းနေနဲ့အင်တာနက်သုံးတဲ့အခါမှာ1 meg ကိုဘယ်လောက်ဖြတ်တယ်1 meg ကိုဘယ်လောက်ဖြတ်တယ်ဆိုပြီးတော့အဲ့စနစ်နဲ့တွားတာပေါ့ဒါပေမဲ့လူတော်တော်များများကရုပ်ရှင်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်ဖုန်းပေဘယ်လောက်ကုန်မယ်တခြင်းတစ်ပုတ်နားထောင်မယ်ဆိုလို့ရှိရင်ဖုန်းပေဘယ်လောက်ကုန်မယ်ဆိုတာကိုပြောမယ်ဆိုလို့ရှိရင်တော့မတွက်တတ်ဘူးပေါ့ဗျာဆိုတော့ကျွန်တော်အကြံဉာဏ်လေးတစ်ခုပြောပြပါမယ်ဓာတ်ပုံတစ်ပုံပေါ့နော် quality ကောင်းကောင်းနဲ့8 megapixel ရှိတဲ့ဓာတ်ပုံတစ်ပုံက1.5 megabyte စားပါတယ် MP3 တစ်ပုတ်ရဲ့ဖြန့်မျှပေါ့နော်ဖြန့်မျှ MP3 တစ်ပုတ်ကတော့5 megabyte စားတယ်ဗီဒီယိုမှာမှကျွန်တော်2မျိုးရှိတယ်ရိုးရိုးဗီဒီယိုနဲ့ HD ဗီဒီယိုနဲ့ရိုးရိုးဗီဒီယိုဆိုလို့ရှိရင်တော့သူက10မိနစ်ကို2.5 megabyte လောက်စားတယ် HD ဆိုလို့ရှိရင်တော့6 megabyte နဲ့အထက်စားပါတယ်အဲ့တော့ကျွန်တော်တို့ပုံမှန်ရုပ်ရှင်ပေါ့နော်ပုံမှန်တနားရီခွဲလောက်ကြာတဲ့ HD ရုပ်ရှင်တကားကိုကြည့်မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့600 megabyte လောက်စားပါတယ်ဆိုတော့ဘယ်အရာတွေကဘယ်လောက်စားတယ်ဆိုတာကိုကျွန်တော်တို့သိပြီးပြီဆိုတော့ပတ်စံဘယ်လောက်ကုန်မလဲဆိုတာကိုကျွန်တော်တို့တစ်ချက်တွက်ကြည့်အောင်ပတ်စံဘယ်လောက်ကုန်လဲဆိုတာတော့ကိုသုံးနေတဲ့ internet service provider ပေါ်မှာမူတည်ပါတယ်ကိုက MPT သုံးတာလား Telenor သုံးတာလား Ooredoo သုံးတာလားအဲ့ဒါပေါ်မူတည်ပြီးတော့ကွဲပြားမှုတွေရှိပါတယ်ပုံမှန်အားဖြင့်တော့မြန်မာနိုင်ငံက internet service provider တွေက9ချက်ကနေပြီးတော့6ချက်ကြားတဲ့စားလိရှိပါတယ်အဲ့တော့ဟုတ်ပါပြီကိုက internet ကိုမသုံးမဲနဲ့လည်းမနေနိုင်ဘူးပတ်စံတွေကလည်းအလှူလိုထွက်နေတယ်ဆိုလို့ရှိရင်ဒါအဖြေတစ်ခုခုတော့လိုလာပြီကိုဘလို့အဲ့ဒါတွေကိုရှော့ချမလဲဆက်ကြည့်ရအောင်ပထမဦးဆုံးအနေနဲ့အလွယ်ဆုံးလုပ်နိုင်တာတစ်ခုကတော့ package တွေဝယ်သုံးပါ package တွေဆိုတာဥပမာ MPT ဆိုလို့ရှိရင်1 megabyte ကို9ချက်စားတယ်ထားပါတော့ okay အဲ့ဒါဆိုလို့ရှိရင် package နဲ့ဆိုလို့ရှိရင်ဘယ်လိုနေမလဲကြည့်အောင် package နဲ့ဆိုလို့ရှိရင် MPT မှာ400 megabyte plan ရှိတယ်1 gigabyte ပြောမယ်ဆို1000 megabyte plan ရှိတယ်2000 megabyte plan ရှိတယ်9000 megabyte plan ရှိတယ်အဲ့ဒါဒီမှာတို့က promotion နဲ့ပေါင်းပြီးတော့400ဆိုလို့ရှိရင်400အပေါင်း400 800 megabyte ရမယ်800 megabyte ကိုဘယ်လောက်ကုန်မလဲဆိုတော့2800ကုန်မယ်ဆိုတော့3ချက်ခွဲပဲကုန်တော့မယ်ပုံမှန်5ချက်ကုန်ရနေပြီးတော့အခု3ချက်ခွဲပဲကုန်တော့မယ် okay အဲ့ဒါက package ရှင်းမှာအနည်းဆုံးပါအများဆုံးဆိုလို့ရှိရင်5 plus 5ဆိုတော့ megabyte 1000ပေါ့ megabyte 1000ပေါ်မှာ2000ခွဲပဲကုန်မယ်ဆိုတော့1 meg ကို2ချက်ခွဲပဲကုန်တော့မယ်ကဲ1 meg ကို5ချက်ကုန်တာနဲ့1 meg ကို2ချက်ခွဲပဲကုန်တာနဲ့ပြောမယ်ဆိုလို့ရှိရင်2ဆလောက်ပွားပါတယ်အဲ့ဒါတော့ကိုကတော့ပတ်စံနည်းနည်းလေးရင်းပေးထားအောင်ပါပေါ့ဗျာဒါတော့ကိုဘယ်လောက် internet သုံးတယ်ကိုတစ်လမှာ internet ဘယ်လောက်သုံးတယ်ဆိုတော့မူတည်ပြီးတော့ package လေးကိုရွေးချယ်ပြီးဝယ်ထားတာကိုအတွက်အများကြီးအထောက်အကူပြုပါတယ်ကဲဒါကတော့ MPT ဘိုင်းပေါ့ Ooredoo ဘိုင်းကိုဆက်ကြည့်အောင် Ooredoo ဘိုင်းမှာတော့သူက 5.5 gig ကိုဆိုလို့ရှိရင်28000ကုန်ပါတယ်ဆိုတော့1 megabyte ကို 4.61 ကျပ်ကြတယ်တကယ်လို့ 1.35 gigabyte plan ဝယ်သုံးမယ်ဆိုလို့ရှိရင်6850ကျတယ်ဆိုတော့1 meg ကို 5.1 ချက်ကြတယ်ဆိုတော့ Ooredoo အနေနဲ့ကတော့ internet plan မှာအဲ့လောက်ရဲရောမရှိတာကိုတွေ့ရပါတယ်ရေရောဆုံးကတော့ Telenor ပါ Telenor က 5K ဝယ်လို့ရှိရင် 5K လက်ဆောင်ပေးတယ်အဲ့ဒါကိုမှသူကဈေးကိုထက်လျှော့ပေးထားတယ်ဆိုတော့5 plus 5ပေါ့နော်10 gigabyte plan ကို19000ပဲကျတယ်ဆိုတော့1 megabyte ကို 1.9 ချက်ပဲကျတယ်အတန်ဆုံးပါပဲအတန်ဆုံးဆိုတာကဒါ24နာရီသုံးလို့ရတဲ့ဈေးပါတကယ်အတန်ဆုံးကဘာလဲဆိုလို့ရှိရင် MPT ရဲ့ data များနေညပါ1 megabyte ကို80ပဲကုန်ပါတယ်ဒါပေမဲ့ည7:00နာရီကနေပြီးတော့မနက်9:00နာရီအထိပဲရမယ်မအိပ်ဖဲနဲ့သုံးနိုင်ရင်တော့တမျိုးပေါ့ဗျာ file ကြီးကြီးထောင်းလို့ဆွဲခြင်းနဲ့ညတိတ်ပြီးတော့ဆွဲခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့ plan အကောင်းဆုံးပဲဖြစ်ပါပါOkay plan ကြောင်းနေပြောတာလည်းနည်းနည်းများသွားပြီအဲ့တော့ data package ဝယ်တာထက်တခြားဘာတွေနဲ့ရောတက်တာအောင်ချွေတာအောင်လုပ်လို့ရသေးလဲချက်ဆက်ကြည့်အောင်ကျွန်တော်ခုနတုန်းကပြောလိုက်သလိုပဲဖုန်းကုမ္ပဏီတွေကတစ်ခုနဲ့တစ်ခုရှင်ပြိုင်ဖို့အတွက်အများနဲ့ promotion တွေချနေတာပါ MPT က 50% discount ပေးပြန်ပြီ Telenor တော့ဖြင့် 1GB 1GB free ပေးနေပြန်ပြီအများနဲ့ promotion တွေနဲ့ပြည့်နေတာပါ
အဲ့ဒီ promotion တွေအကုန်လုံးကိုကကောင်းကောင်းအသုံးချခြင်းတယ်ဆိုလို့ရှိရင်တော့ dual sim ဖုန်းလေးတစ်လုံးတော့ဝယ်ထားလိုက်ပါ dual sim ကိုမတူတဲ့ဟာသုံးတာ MPT နဲ့ Telenor နဲ့သုံးလား Telenor နဲ့ Ooredoo နဲ့သုံးမလားခွဲပြီးသုံးတော့ပေါ့သူတို့ပေးသမျှ promotion ကိုက MPT က promotion ပေးနေတဲ့အချိန်ဆို MPT သုံးလိုက် Ooredoo က promotion ပေးနေတဲ့အချိန်ဆိုရင် Ooredoo သုံးလိုက်ပေါ့နောက်ထပ်တစ်ခုက Android ဖုန်းတွေနဲ့သုံးနေတာဆိုလို့ရှိရင် Android ဖုန်းတွေရဲ့ setting ထဲမှာ data usage ထဲမှာ restrict background data usage ဆိုတာလုပ်လို့ရပါတယ်ဆိုတော့ကိုမသုံးနေတဲ့နောက်ခံကနောက်ကွယ်က data အသုံးချမှုကိုကပိတ်ပြလို့ရပါတယ်ဆိုတော့ကိုမသိဘဲနဲ့ဘာမှမကုန်တော့ဘူးကိုသုံးမှကိုကုန်ပဲပေါ့ Facebook သုံးတာများတယ်ကိုက Facebook သုံးတာကျန်းတဲ့လူဆိုလို့ရှိရင်တော့ Facebook Lite ကိုသုံးနိုင်ပါတယ် Facebook Lite ကကိုယ့်ရဲ့ data စားတာကိုတဝက်လောက်ထိ short ချပေးနိုင်တယ်လို့ဆိုပါတယ် Facebook ကိုသုံးမယ်ဆိုလို့ရှိရင်1မိနစ်မှာ1-2 megabyte လောက်စားလိမ့်ရှိပါတယ်ဆိုတော့ Facebook Lite နဲ့သုံးလိုက်မယ်ဆိုလို့ရှိရင် 0.51 လောက်ပဲကုန်တော့မှာပေါ့ Okay ဒီနေ့ဗီဒီယိုကတော့နည်းနည်းရှုပ်သွားတယ်ဒါပေမဲ့အကုန်လုံးအတွက်အနေနဲ့အများတော့အထောက်အကူဖြစ်မယ်လို့ယူဆပါတယ်ဒီလိုမျိုး tips and tricks တွေကိုနောက်ထပ်လည်းသိချင်သေးတယ်နောက်ထပ်လည်းကြည့်ချင်သေးတယ်ဆိုလို့ရှိရင်တော့ TVH Labs ကို like and share လုပ်သွားပေးပါလို့ Okay နောက်တစ်ခါတွေ့တာပေါ့